ဒီနေ့တော့ခြံကိုအလဲခေါ်มาပဲဖြစ်ပါတယ်วันนี้จะพาไปสวนนะคะဒီတော့ไปในဒီကိုထိုင်းလိုขนุนไปค่ะเบกาจาโดเป็ดဘာကြက်လည်းမသိဘူးအကြီးကြီးပဲเนาะကြက်အကြီးကြီးပဲဘာကြက်လည်းတော့မသိဘူးเนาะတီးတဲ့သူ comment မှာရေးခဲ့ပေးအောင်မိချောင်းကန်ရောက်နေတယ်မိချောင်းကန်ကိုบ่อจระเข้မိချောင်းဆိုလို့ရှိရင်တော့จระเข้လို့ခေါ်တာဖြစ်ပါတယ်โอ้โหကျွဲကောတီးကိုကြတော့ส้มโอငါပြောတီးကိုကြတော့กล้วยบ๊ายบายค่ะ